အားလုံးပဲမင်္ဂလာပါကိုရဲ့အင်္ဂါညနေတော့48တလောင်ယူလာအရင်ထိုးချင်တော့ဒီ6ကွက်တော့ရှိမယ်တောင်းတက်တောင်းနဲ့899တောင်း1096ပေါ့သူကအခုဒီတစ်ပတ်ကထွက်တဲ့ကဏ္ဍနေဒီတစ်ပတ်ထဲကကဏ္ဍနေပဲဖြစ်နေကြည့်ကြည့်မနေ့ကဆို87ဆိုရင်87ပြင်90နဲ့ဆိုရင်နိကိုဒီမနက်နင်္ဂါဒါဒီထဲကကဏ္ဍနေပဲပေါ့အဲ့ဒီမှာပါ48တလုံးကြိုက်တယ်ပေါ့သူကစိုက်ကြရဆိုရင်သူကတုံးကက်ရှိမယ်ဒီအင်္ဂါနေ့မနက်မှာသူနင်္ဂါထွက်တာသူကတက်ကက်အင်္ဂါမနက်ကိုနင်္ဂါမကက်အင်္ဂါမနက်ကိုနင်္ဂါဆိုတာတုံးကက်ပေါ့သူကနင်္ဂါထွက်ပြီးရင်သူကတိတ်စီတည့်ရနေရတည့်ရပေါ့တစ်နဲ့တစ်ပေါင်း4ဆိုရင်အပိတ်ကလည်း9ရ4ရပေါင်း4ပေါ့ထိပ်စီ3လုံးပေါင်း4အပိတ်3လုံးပေါင်း4ဖြစ်တယ်အဲ့ဒါဆိုရင်ဒီဇောင်းပေါင်းက2ကိုလို့ဖြစ်နေတယ်တစ်နဲ့တစ်ပေါင်း2 9နဲ့4ပေါင်း9ဒီဘက်3လုံးပေါင်း4ဒီဘက်2 9ဆိုတော့1 4တစ်ပေါက်ထားဒုတိယကလည်းဒီမှာ2 5ဆိုရင်ဒီထိပ်စီ3လုံးပေါင်း4ဖြစ်နေရမယ်ဆိုတော့4ရဲ့2ရဲ့8ရဲ့ပေါင်း4အဲဆိုရင်အပိတ်3လုံးပေါင်း8ရဲ့9ရဲ့1ရဲ့ပေါင်း4ဖြစ်မှာဒီဇောင်းပေါင်း2 9ဖြစ်နေရမယ်ဆိုတော့4နဲ့8ပေါင်း2 8နဲ့1ပေါင်း9 87တကွက်ထားမယ်အဲဆိုဒီမှာ2 5ဆိုတော့ဒီထိပ်စီ3လုံးပေါင်း4ဖြစ်ရမယ်ဆိုတော့8ရဲ့2ရဲ့4ထိပ်ပေါင်းက4အဲဆိုရင်အပိတ်3လုံးပေါင်းလည်း4ဆိုတော့1ရဲ့9ရဲ့6ရှိပြီ4ဖြစ်ဖို့ဆိုရင်8ထည့်ရမယ်အဲဆိုရှေ့ပြင်တိုင်းပဲဒီဇောင်းပေါင်း2 9ဒီမှာလည်းဇောင်းပေါင်း1နဲ့1ပေါင်းနဲ့9နဲ့4ပေါင်း9 2 9ပြန်ကြိုက်ရပါ8နဲ့4ပေါင်းနဲ့1နဲ့8ပေါင်း9 2 9ဒီ3လုံးပေါင်း4ဒီ3လုံးပေါင်း4 48တလုံးဒီကွက်တဲ့48တလုံးတော့တိုက်ရပါအရင်ဆိုရင်တော့ဒီထဲကတော့နေတောင်းတက်တော့8 9တောင်းနဲ့30ဒီထဲတွေတော့ဒီထဲပဲထွက်နေစပ်ပြီးတော့ဒါရှိမှာအားလုံးပဲကွက်လက်ပါ